ဘာသာပြောင်းတဲ့အဆိုတော်မင်းသားလေးတယောက်သူဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အချိန်မှာနှလုံးကြီးကွဲကြည်ပြီးတော့မှနှလုံးသားကြီးကွဲကြည်ပြီးတော့မှဘုရားစီမှာဆုတောင်းတဲ့ဟာကိုတဲ့ဘုရားကမဖြည့်ဆည်းပေးဘူးတဲ့ဘာမှမဖန်ဆင်းပေးဘူးမဖြည့်ဆည်းပေးဘူးတဲ့ဒါကြောင့်မလို့တဲ့သူဟာဘုရားရှိတယ်ဆိုတာကိုမယုံဘူးတဲ့နံပါတ်1ချက်နံပါတ်2ချက်ရုပ်တုတွေကိုကိုးကွယ်နေတဲ့ဟာတဲ့နောက်တစ်ခါဒီဖျားတကယ်ရှိခဲ့သလားဆိုတာကို तू ကလက်မခံဘူးတဲ့တက်တည်ပြစရာလေးလည်းမရှိဘူးတဲ့ဆိုတော့ okay အများကြီးကိုမပြောအဲ့ဒီနှစ်ချက်ကိုပဲပြောမယ်နော်တို့ဗုဒ္ဓမြတ်စွာဘုရားဟာဘယ်သူရဲ့ဆုတောင်းကိုမှဖြည့်ဆည်းပေးပါမယ်လို့အာမမခံခဲ့ဘူးမြတ်စွာဘုရားဟောခဲ့တဲ့တရားဟာကိုလုံရင်ကိုရမယ်ကိုပြုသည့်ကံကိုထံပြန်မယ်မြတ်စွာဘုရားကိုယ်တိုင်နောင်မှပဲဖျားအဖြစ်ကိုရောက်ရှိဖို့အတွက်ကိုလေးတင်ချင်တဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ခဲ့ပြီးတော့မှနောက်ဆုံးဖျားဖြစ်မဲ့ဘဝဖျားဖြစ်မဲ့အန်ဆဲဆဲတောင်မှတပ်ပိညုတရွှေညံတော်ကိုရဖို့အတွက်ကိုဒုက္ခရစရိယာ9နှစ်ကျင့်ပြီးတော့မှရရှိခဲ့တယ်ရောက်ရှိခဲ့တယ်အလကားရမယ်အလကားပေးမယ်လို့ဖျားကမပြောခဲ့ဘူးဒါလို့ရင်ဒါဖြစ်မယ်လို့ပဲလမ်းပြခဲ့တယ်တို့ဖျားကဖန်ဆင်းပေးတဲ့ဖျားမဟုတ်ဘူးလမ်းပြပေးတဲ့ဖျားဗုဒ္ဓဘာသာရဲ့အနှစ်သာရသည်